မင်္ဂလာပါကျွန်တော်တို့ဒီ template number 9လေးယူထားတဲ့အကိုတွေမတွေအတွက်ကျွန်တော်ရှင်းပြပါမယ် template number 9ပါဆိုတော့ဒီဘက်တောင်းလေးမှာကျွန်တော်တို့ sign logo ရှိတယ်ဒီမှာနာမည် slits and byte ရှိတယ် menu ရှိတယ်ဒီမှာ menu မှာကျွန်တော်တို့အုပ်စု3ခုရှိတယ် special menu new menu popular menu special menu ကပေါ်နေတယ် new menu ကိုနေလိုက် new menu ကအစားအသောက်တွေထွက်လာမယ်ပြီးရင်ကျွန်တော်တို့ popular menu ကိုနေ popular menu ရဲ့အစားအသောက်တွေထွက်လာမယ်ဒီမှာရှိတဲ့နာမည်လေးကဒီကနှိပ်လိုက်တဲ့နာမည်အတိုင်းပြောင်းရမယ် special menu ဆို special menu new menu ပဲအဲ့လိုလေးပြောင်းရမယ်ပြီးသွားတဲ့အခါမှာကျွန်တော်တို့ကဒီအောက်ကအစားအသောက် item တွေရှိမယ်ပြီးရင်သူ့ရဲ့လိပ်စာအချက်လက်တွေရှိမယ် social link ရှိမယ်ကျွန်တော်တို့ဒီကောင်လေးကိုဘယ်လိုထိန်းချုပ်လဲဆိုတာကိုကျွန်တော်တို့အရင်ဆုံးပြောပြပေးမယ်ခင်ဗျာဒီ menu လေးကိုနှိပ်လိုက်ရင် special new popular special ကအပေါ်ဆုံး new ကဒုတိယ popular ကတတိယကျွန်တော်တို့အရင်ဆုံးဒါ back office ကျွန်တော်တို့ back office ကိုအရင်သွားပြမယ်ကျွန်တော်တို့ကိုယ် customer တွေမှာတွေကဒီကျွန်တော်တို့ပေးထားတဲ့ link ကနေပြီးတော့ကျွန်တော်တို့အခုကိုရဲ့အသုံးပြုမဲ့ template number ရဲ့Gmail လေးကျွန်တော်ပေးလိုက်ရင်ဒီ Gmail လေးကိုကျွန်တော်တို့ဒီမှာရိုက်ထည့်ပြီး login ဝင်လိုက်ရင်ကျွန်တော်ဒီ screen လေးကိုမြင်ရမယ်ခင်ဗျဒီ screen လေးကိုမြင်ရမယ်ဆိုရင်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ဒီ screen လေးမှာကျွန်တော်တို့ရောင်းမဲ့ amount မှာလားကျန်တယ်လားကျွန်တော်တို့ကဘတ်နဲ့လားဒေါ်လာနဲ့လားဒီမှာဆိုကျွန်တော် chat ကို update လုပ်လို့ရပဲ chat ကိုကျွန်တော် update လုပ်လိုက်တယ်ပြီးရင်ကျွန်တော်တို့ဒီ sign ရဲ့ဒီ slits and byte ဆိုပြီးတော့ကျွန်တော်တို့ဒီ template number 9ကျွန်တော်ပြီးရင်ကျွန်တော်တို့ဒီစတင်တက်ဆင်တဲ့ဒီ number လေးရှိမယ်ဒါလေးပါပဲဒါ dashboard ပါဘာမှမခက်ပါဘူးဒီတစ်ခုလုံးကိုကျွန်တော်တို့ကမြန်မာလိုသုံးကျင်တယ်ဆိုရင်မြန်မာလိုပြောင်းလိုက်ပါ sign ရင်ဒီမှာ product နေရာမှာ catalog ဒါတွေအကုန်လုံးကိုကျွန်တော်ကအင်္ဂလိပ်လိုပါပို့ရှင်းလင်းမှုရတယ်အင်္ဂလိပ်လိုလေးကျွန်တော်လုပ်ပေးထားပါတယ်short info ကိုရွေးလိုက်မယ် short info မှာ slits and byte ဆိုတော့ကျွန်တော် short name လေးရှိတယ်ဒီ name လေးကိုပြင်ဒီနေရာဟာလေးပြင်သွားပါမယ်ကျွန်တော်တို့ slits and byte ဆိုတာလေးပြီးသွားရင်ကျွန်တော်တို့အောက်မှာသူ့ရဲ့အချက်လက်လိပ်စာတွေ Google Map တွေကျွန်တော်တို့ဖုန်းနံပါတ်တွေကျွန်တော်တို့ဖွင့်ကျင်ပေးခြင်းတွေ social link တွေရှိမယ်ကျွန်တော်တို့ description မလို့သူ့ရဲ့ address ထည့်ရမယ်သူ့ရဲ့ email ထည့်ရမယ် sign email Google Map ထည့်မယ်ဖုန်းနံပါတ်2ခုရှိရင်2ခုထည့်မယ်3ခုရှိရင်3ခုထည့်မယ်ဖွင့်ကျင်ပေးခြင်းတွေကျွန်တော်တို့ဒီလိုရွေးချယ်လို့ရမယ်ဘယ်နေ့ပိတ်တယ်ဆိုရင်ပိတ်တဲ့ရက်ကို someday ကို all လုပ်ခြင်းအမှတ်လေးကိုဖြုတ်လိုက်ပါပြီးရင်သူ့ရဲ့ကျွန်တော်တို့ logo လေးကိုကျွန်တော်တို့ဒီမှာ upload လုပ်လို့ရတယ်ပြီးရင် social media link လေးတွေကျွန်တော်တို့ထည့်လို့ရတယ် social media link လေးတွေကျွန်တော်တို့ထည့်လို့ရတယ်ကျွန်တော်တို့တစ်ခုခုလုပ်ပြီးသွားပြီဆိုရင်ဒီ short info ကနေ save လေးနှိပ်လိုက်ပါအဲ့ဒါဆိုရင်ကျွန်တော်တို့ပေးထားတဲ့အချက်လက်တွေတိုင်းဒီအောက်မှာပေါ်မယ်ပြီးရင်ကျွန်တော်တို့ logo လေးကဒီတောက်မှာပေါ်မယ်ဒီဟာပါပဲကျွန်တော်တို့ပြီးရင်ဒီမှာဆိုရင်ကြည့်ကြည့်ပါ group က3ခုရှိတယ် special menu new menu popular menu ကျွန်တော်တို့ကအဲ့ဒီကောင်လေးကို product special popular menu new menu special menu 3ခုပေါ်တယ် popular အပေါ်ဆုံးမှာပေါ်တယ်အဲ့ဒါဆိုရင်ကျွန်တော်တို့အကုန်လုံးကို special အပေါ်ဆုံးမှာပေါ်ခြင်းကျွန်တော်တို့3ထားလိုက်မယ်ဒါဆို special အပေါ်ဆုံးကိုရောက်သွားမယ်popular ကိုအလယ်မှာပေါ်ခြင်းကျွန်တော်2လို့ထားလိုက်မယ်ကျွန်တော်တကယ်လို့ new menu ကိုအောက်ဆုံးမှာပေါ်ခြင်း1လို့ထားလိုက်မယ်ဒါ3 2 1ပေါ့ကျွန်တော်တို့အစင်လိုက်ပေါ့ကျွန်တော်တို့အခုဒီမှာဆိုရင်ကျွန်တော်တို့ menu မှာ3ခုရှိမယ် special ရဲ့ new ရဲ့ popular ရဲ့ဒီဘက်မှာလည်း3ခုရှိတယ်ကျွန်တော် group တစ်ခုထပ်လုပ်လိုက်မယ်တရားကျွန်တော်က drink ဆိုတဲ့ group ပေါ့ကျွန်တော် drink ဆိုတဲ့ group ဒီမှာပုံမလို့ဘူးဒီကောင်ကကြတော့ group ကကြတော့ဒီမှာပုံနဲ့လုပ်တဲ့အားမို့တဲ့ drink ကျွန်တော်က drink ကကျွန်တော် priority ကိုကျွန်တော်အပေါ်ဆုံးမှာပေါ်ခြင်းတယ်ရှေ့ဆုံးမှာပေါ်ခြင်းတယ်ဆိုရင်ကျွန်တော်9ပေါ့ဘာကြောင့်လဲခုန sorry 3ကအမြင့်ဆိုကျွန်တော်4ထားလို့ရတယ်9ပို့ထားလိုက်ရပါတယ်အဲ့ဆိုရင်ကျွန်တော် drink ကအပေါ်ဆုံးမှာပေါ်နေတယ်အဲ့ဆိုရင်ကျွန်တော်ဒီဘက်မှာ refresh ပြန်ချကြည့်မယ်ကျွန်တော် menu ကိုနှိပ်လိုက်ရင် drink ဒီအရင်ဆုံးပေါ်နေတယ်ဒါ drink ကအပေါ်ဆုံးမှာအရင်ဆုံးလုပ်တဲ့ကောင်အဲ့ဆိုရင်ကျွန်တော် drink ထဲမှာဘာမှမရှိဘူးမရှိသေးရင်ကျွန်တော်ဒီထဲမှာရှိတဲ့ item လေးကိုကျွန်တော်နှိပ်ပြီး item လေးစောက်လိုက်မယ် item လေးကကျွန်တော်ဒီဂျပန်ပုံလေးထည့်လိုက်မယ်ပြီးရင်ကျွန်တော် item နေရာမှာကျွန်တော် A B C ဆိုပြီးပေးလိုက်မယ်ကျွန်တော် description နေရာမှာထည့်ဖို့မလိုအပ်ပါဘူးဒီကောင်ဒီကိုယ့်ရဲ့ category မှာ description မလိုအပ်ရင်မလိုကျွန်တော်လို့စာလဲပေးထားမှာပါကျွန်တော် description ထည့်ကြည့်မယ် ABC ပေါ့ထည့်ကြည့်ပုံမပေါ်လေးကျွန်တော် ABC မို့ကျွန်တော်တို့ app လေးလုံးကျွန်တော်ပေးကြည့်မယ် save လုပ်လိုက်မယ်ကျွန်တော် drain အောက်မှာ ABC ဆိုရောက်ပါမယ်ကျွန်တော် drain အောက်မှာကျွန်တော် refresh လုပ်လိုက်မယ် drain အောက်မှာဂျပန်ပုံလေးနဲ့ ABC ကျွန်တော်တို့ description ထည့်လည်းမပေါ်ရတော့မလိုပါဘူးဈေးနှုန်းနဲ့နှိပ်ထည့်လိုက်ရင်ရပါတယ်အဲ့ဒါဆိုရင်ကျွန်တော်ကဒီ drain ဆိုတဲ့ item လေးကိုကျွန်တော်အရှေ့ဆုံးမှာပေါ်ကြနောက်ဆုံးမှာပေါ်ခြင်း0လို့ priority ရွေးလိုက်ကျွန်တော်နောက်ဆုံးမှာပေါ်သွားမယ်အဲ့ဒါဆိုရင်ကျွန်တော်ဒီဘက်ကို refresh လုပ်လိုက်မယ်အမြင့်ဆုံးက special menu ကအပေါ်သွင်းပါတယ်ဒါပေမဲ့ drain ကမပြတ်ဘူးဒီအောက်မှာရှိပါတယ်ကျွန်တော် drain နဲ့ဝင် drain ကိုရောက်ပါတယ်အဲ့ဒါဆို special menu ကအပေါ်ဆုံးမှာပါအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ
special menu ရဲ့အောက်ကပစ္စည်းတွေကိုကျွန်တော်တို့ဈေးနှုန်းတွေကျွန်တော်တို့ပုံတွေပြင်လိုက်မယ်ဆိုရင်ပြီးသွားပါပြီဒီချက်လက်တွေပုံပြင်နေတယ်ဆိုလဲဒီကောင်လေးကိုနှိပ်လိုက်အောင်ပါပဲပုံနှိပ်ပြီးတော့ပုံအသစ်ရွေးလိုက်အောင်ပါပဲဒီလိုပုံလေးကိုနှိပ်ပြီးအသစ်ရွေးလိုက်တာနဲ့ရပါတယ်ဒါဆိုရင်ကျွန်တော်တို့ကဒီအခု drink ကမလိုတဲ့အတွက်ကျွန်တော်ဖြတ်လိုက်ပါမယ်မပြတ်ပါဘူးပြတ်ချင်ဒီဟာလေးကိုကူးပြီးတော့ထည့်မှာရပါမယ်အောက်မှာ item ရှိနေမပြတ်ပါဘူးကျွန်တော်အခုဒါမပြတ်ပါဘူးကျွန်တော်ဒီမှာ item ကိုရင်ထည့်လိုက်မယ်ပြီးမှ group ကိုဖြတ်တယ်ဆိုရင်ပြတ်ပါတယ်ဒါဆိုရင်အခုဒီမှာကျွန်တော်တို့ popular menu ကိုဖြတ်ကြည့်မယ်မပြတ်ပါဘူး data ကိုလုံးကြော delete ဆိုတဲ့စာသားလေးကိုကူပြီးနှိပ်မှသာလေးပြတ်ပါမယ်ကိုယ်ဆိုင်ဝန်ထမ်းတယောက်ကပြင်လို့ဒီမှားပြီးနှိပ်မိတာလုံးဝမဖြစ်အောင်ဒီလိုဟာမျိုးကိုကျွန်တော်တို့ကဖန်တီးပေးထားတာပါဒါ product နဲ့ပတ်သက်လို့ရှင်းရှင်းလေးပါပဲခင်ဗျပြီးသွားတဲ့အခါမှာကျွန်တော်တို့ဒီဘက်ကိုကြည့်မယ် customize အသုံးပြုဖို့မလိုပါဘူး short အသုံးပြုဖို့မလိုပါဘူး reduce ဒီသုံးခုအသုံးပြုဖို့မလိုအပ်ပါဘူးကျွန်တော်ဒီမှာစာမလေးရေးပြတယ် customize အသုံးပြုရမလိုအပ်ပါ short အသုံးပြုရမလိုအပ်ပါဒီလိုလေးကျွန်တော်တို့လုပ်ပေးထားပါတယ်နောက်ပြီးဆုံးကျွန်တော်တို့ reduce and public လေးကိုနှိပ်ကြည့်မယ် reduce and public လေးမှာတခါကျရင်ဒီလို on နေရဆိုရင်ကျွန်တော်ဒီဟာလေးကို advanced setting လို့ online color တွေပြောင်းလို့ရတယ် color လေး primary color ရွှေရောင်လေးဒီမှာကျွန်တော်တို့ရွှေရောင်လေးတွေပေါ်ပါတယ်ဒီမှာရွှေရောင်လေးတွေနာမည်လေးတွေရွှေရောင်လေးတွေပေါ်တယ်ဆိုတာဒီ primary color ကိုဒီလိုထားလို့ပါ secondary color ကိုအဖြူရောင်လေးထားတဲ့အတွက် secondary color ဒီမှာ hamburger ရဲ့ဘေးပတ်ပတ်လေးပါအဖြူရောင်လေးတွေပေါ်တာပါဒါ secondary color text color ကိုကျွန်တော်တို့button text color ကိုအမဲရောင်လေးထားရင်အမဲရောင်လေးတွေပေါ်ပါတယ်ကျွန်တော်တို့ဒီမှာသူ့ရဲ့အပေါ်မှာပေါ်တဲ့ font လေးတွေစာသားလေးတွေအကုန်လိုက်ပြောင်းလို့ရပါတယ် text မှာကျွန်တော်တို့ background ပုံလေးထည့်ထားတဲ့အတွက် background ပုံအမဲဒီပုံ Tesla ပုံထည့်လိုက်ရင် Tesla ပုံလေးပြောင်းသွားမယ် background ကတော့အခုဒီအမဲရောင်လေးထားတဲ့အတွက်ဒီအမဲရောင်လေးတိုင်းပေါ်ပါတယ်ဘာမှမထားဘဲနဲ့အရောင်နဲ့ထားခြင်းလဲဒီ background color မှာအဖြူထားပြီးတော့ဒီကောင်ကို click လုပ်လိုက်ရင် background color အဖြူလေးနဲ့ဖြစ်သွားပါမယ်ဒီလို advanced setting ကိုရွေးချယ်ပြီးပြီဆိုရင်ကိုကဒီခလုတ်လေးကိုနှိပ်ပြီးကြည့်လို့ရတယ်ကို public မလုပ်သေးဘူးဆိုရင်ကိုကြိုက်ပြီဆိုရင်ဒီကောင်ကို public လုပ်မယ်public လုပ်လိုက်ပြီဆိုရင်ကျွန်တော် QR code လေးထွက်လာပြီကိုယ်ဆိုင်က signature ရောင်ရွှေရောင်ဆိုရင်ကျွန်တော်ရွှေရောင်လေးလုပ်လိုက်မယ်ရွှေရောင်လေးကိုကျွန်တော်ထားလိုက်မယ်ထားလိုက်ပြီးသွားတဲ့အခါမှာကျွန်တော်ထားလိုက်ပြီးသွားတဲ့အခါမှာ QR ပုံလေးတွေကိုအမျိုးမျိုးလုပ်လို့ရတယ်ဒီ QR လေးကိုကျွန်တော် download နှိပ်လိုက်ပြီနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ gallery ရဲ့ကို QR လေးရောက်သွားမယ်အဲ့ဒီ QR လေးပုံလေးကိုကျွန်တော်တို့က print ထုတ်မယ် print ထုတ်ပြီးကိုယ့်ရဲ့ဆိုင်ရဲ့ voucher တွေကိုယ့်ဆိုင်ရဲ့လိပ်စာကတ်တွေကိုယ့်ဆိုင်ရဲ့ကြော်ညာပေပုတ်တွေကိုယ်ဆိုင်ရဲ့ဗနိုင်းပုတ်တွေကိုယ်ဆိုင်ရဲ့ရှေ့ရဆိုင်ပုတ်တွေမှာဒီ QR code လေးထည့်ထားအပြင်ဘက်ကလမ်းဘက်တာနဲ့မိမိရဲ့လက်ပါတဲ့ဒီဆိုင်လေးကိုရောက်သွားမယ်အဲ့ဒါမှမဟုတ်ရင်လေကျွန်တော်တို့ကဒီ QR code လေးကိုကိုယ်ဆိုင်ရဲ့ product တွေမှာ sticker လေးကတ်ပေးလိုက်မယ်ဆိုရင်ကို customer တွေဒီ QR code လေးကို sticker ဖတ်လိုက်တယ်နဲ့ကိုယ်ဆိုင်မှာရတဲ့ hamburger တွေဒီ pizza တွေတခြားအရာတွေကိုဒီလိုဝင်ကြည့်ပြီးတော့လိပ်စာအစားဒီလိုလာလို့ရသွားမှာပါဒီ QR code လေးကို sticker ထုတ်ကတ်ထားမယ်ဆိုရင်တော်တော်လေးကိုအဆင်ပြေပါတယ်ဒါ QR code လေးနဲ့ပတ်သက်လို့ပြောပြတာပါ customer တယောက်က messenger မှာလာပြီးတဲ့အချက်လက်တွေပုံလေးပြပါဦးဗါလဲကျွန်တော်တို့ကဒီအရာလေးကို copy ကူးပြီးတော့ customer ကို messenger ပို့လိုက်ရင် customer ဒီ link လေးကိုနှိပ်လိုက်ရင်လည်းဒီရဲ့ဟာတွေကိုရောက်သွားမှာပါအလွန်အဆင်ပြေချုံးမွေ့ပါတယ်ဒါ link လေးကိုကျွန်တော်တို့ပုံမှန်ပြင်နေတော့ go to dashboard ဆိုတဲ့အချက်လက်တွေပြင်ပြီးတော့သုံးစွဲလို့ရပါတယ်အားလုံးအဆင်ပြေချုံးမွေ့ကြပါစေ template 9ကိုသုံးပြီးတော့စီးပွားလက်လာပါတယ်လေဒီထက်မကအောင်မြင်တိုးတက်ပါစေအားလုံးနေကောင်းကျန်းမာချမ်းသာကြပါစေ